ကျွန်တော် online မှာတချို့ဗီဒီယိုတွေကလုံးဝ viral လို့ခေါ်တဲ့ပေါက်ပြီး million နဲ့ view တွေအများရောက်သွားပြီရှိတယ်ဒါပေမဲ့ကျွန်တော်တွေးထွက်ကြတယ်ဒီဗီဒီယိုကြီးအဲ့လောက်လည်းမကောင်းဘူးလေဘာလို့ပေါက်သွားတာလဲကျွန်တော်တော့စဉ်းစားကြည့်နေတယ် creator လို့ခေါ်တဲ့ fan ရဲ့သူကြောင့်လည်းမဟုတ်ဘူးနောက်တစ်ခုကကိုနန်းကြောင့်လည်းမဟုတ်ဘာကြောင့်လဲဆိုတော့ကိုကြည့်နေတဲ့ make sure ကျွန်တော်ပါဝင်ကျွန်တော်တို့ရဲ့အုံနောက်ကိုဘယ်လိုမျိုး set ကြည့်နေအောင်လုပ်မလဲဆိုတဲ့ design တစ်ခုတေချာချထားလို့ပါ alright ဆိုတော့ကျွန်တော်ဒီထဲမှာတစ်ခုတော့စဉ်းစားလို့ရလာပြီကိုနန်းနေရောကောင်းအောင်လုပ်ဖို့ဆိုတာထားလူတွေတခုခုခံစားလို့ရအောင်လုပ်တဲ့ဗီဒီယိုတွေကပို့ပြီးတော့ပေါက်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဗီဒီယိုပုတ်ကတော့ဆက်ကြည့်လိုက်တယ်ဒါပေမဲ့သူတို့ကြော်လို့မရဘူးသူတို့ကြော်တဲ့ခါကျရင်သူတို့က fear of missing out လို့ခေါ်တာပေါ့လေသူတို့ကတခုဆုံးရှုံးသွားတယ်သူတို့ကငါတီးတဲ့နေရာတခုမတီးလိုက်ရအောင်လို့ထင်နေကြမကြော်ပဲဆက်ကြည့်နေတယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်တို့ဖြစ်အောင်လုပ်ပေးရမယ်အဲ့ဒီတော့ creator အကြီးရဲ့ဘာတွေဖြစ်နေတဲ့လူတွေတုံးကြတဲ့ pattern တွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်အနေငယ်ပြပြမယ်ပထမဆုံးတစ်ခုကအတန်နေနေပါကျွန်တော်တို့ကိုယ်နဲ့မှာအတန်တစ်မျိုးတဲ့စကားတစ်မျိုးတဲ့ပုံစံတစ်မျိုးတဲ့ပြောနေတယ်ဆိုရင်လူတွေစိတ်ဝင်စားမှုကြောက်အောင်ပါလိမ့်မယ်ဒီလိုတစ်ခုကဘာလဲဆိုတော့ကျွန်တော် transition တွေပါကျွန်တော်တို့ head talking ပေါ့လေတိုက်ရိုက်ပြောတဲ့ပုံစံဖြစ်လို့ကြောင့်လူတွေ attention span ကိုကျွန်တော်ဆွဲထားတဲ့ပုံစံအရင်နဲကောင်းနဲလိမ့်မယ်ဒါပေမဲ့လုပ်လို့ရတဲ့ pattern တစ်ခုက3 second အတွင်း5 second အတွင်းမှာ transition တစ်ခုပြောင်းသွားလိုက်နောက်တဲ့ပုံစံတစ်ခုလာလိုက် video တွေလာလိုက်ဒီလိုမျိုးကျွန်တော်တို့အုံနောက်ကို simulation အမြဲတမ်းပေးနေနိုင်နေဆိုရင် video ကပိုပေါက်ပါတယ်ဆိုတော့နောက်ဆုံး major တစ်ခုရှိတော့တာကျွန်တော်တို့ video တိုင်းမှာတော့ make sure တစ်ခုပါသွားစေချင်တယ်ပေါ့လေအဲ့ဒီလိုကြောင့်ကျွန်တော်တို့ပြန်သုံးသပ်စေချင်တယ်အခု make sure လုပ်နေတဲ့ video ထဲမှာဒီ pattern တွေဒီလုံးနေတဲ့ပုံစံတွေကျွန်တော်ပြောခဲ့တဲ့အချက်တွေပါနေရလားဒါမှမဟုတ်ကိုယ်တိုင်ရောမတုံးမိနေဘူးလားပေါ့လေကျွန်တော်တို့ပြန်သုံးသပ်စေချင်တယ်အဓိကတော့ make sure video ပိုပြီးကောင်းလာစေချင်တာတစ်ခုပဲနောက်တစ်ခုကတော့တကယ်လို့မလုပ်တတ်ဘူးဘယ်လိုလုပ်အောင်လဲဆိုတာသိချင်တဲ့ make sure ရှိလဲကျွန်တော် make it impact ဆိုတဲ့ video editing program ရှိပါတယ်ကျွန်တော်ဒီထဲမှာဘယ်လိုမျိုး editing ကိုဖြတ်တောက်လုပ်ရမလဲ transition တွေဘယ်လိုသုံးရမလဲလူတွေရင်းထဲကိုရောက်တယ်ဆိုတာဘာလဲဆိုတဲ့ main point တွေအကုန်လုံးကျွန်တော် share လုပ်ပေးထားပါတယ်တင်ပေးထားပါတယ်ပေါ့လေကျွန်တော် CapCut ဆိုတဲ့ application သုံးပြီးတော့တင်ပေးထားဖြစ်လို့ကြောင့်အရင်လွယ်ကူပါတယ် Premiere Pro တွေမဟုတ်ဘူးဒီ tool တွေနဲ့ပတ်သက်တဲ့ခါကျရင်ရန်ရှုပ်ပြခက်တာလေကျွန်တော်ကိုယ်တော့မလုပ်တော့ဘူးဒါပေါ်လို့ကျွန်တော်ပြပြဒါပေမဲ့ CapCut ဆိုတဲ့ application တစ်ခုနဲ့ကျွန်တော် career တစ်လျှောက်လုံးအဆင်ပြေခဲ့တယ်လုပ်လို့လည်းရတယ်ပေါ့လေ alright ဆုံးသက်ကတော့ကျွန်တော်တကယ်လို့စိတ်ဝင်စားမိတ်ဆွေရှိရဆိုရင်တော့ကျွန်တော် Film Messenger မှာလာစူးစမ်းလို့ရပါတယ် MAI ဆိုတဲ့စကားလုံးနဲ့